Willkommen bei Jetzt lerne ich Deutsch. Die Familie, die Familien အင်္ဂလိပ်လိုဆိုရင်တော့ family ပေါ့နော်မြန်မာလိုမိသားစုလို့အဓိပ္ပာယ်ရပါတယ် Das ist meine Familie. Die Pause, die Pausen အင်္ဂလိပ်လိုဆိုရင်တော့ break ကိုပြောတာပါမြန်မာလိုဆိုရင်အားလက်ချိန်ပေါ့နော်စာသင်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားမှာခဏအနားပေးတဲ့အားလက်ချိန်ကိုပြောတာပါ Zum Beispiel Tim und Lara haben Pause. meinen လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ to think ပေါ့နော်တွေးတယ်ထင်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် Zum Beispiel was meinen Sie was meinen Sie ဆိုတာကသင်ရောဘလို့ထင်လဲဆိုပြီးတော့ခြားတစ်ယောက်ကိုမေးတာပါ Der Lehrer, die Lehrer, die Lehrerin, die Lehrerinnen အဲ့တော့ Der Lehrer ဆိုတာကအမျိုးသားပေါ့နော်ကျောင်းဆရာကိုပြောတာပါ Die Lehrerin ဆိုရင်အမျိုးသမီးကျောင်းဆရာမကိုပြောတာပါအဲ့တော့ plural အနေနဲ့ဆိုရင်အမျိုးသားကျောင်းဆရာတွေလို့ပြောခြင်းရင် Die Lehrer လို့ပြောပြီးတော့အမျိုးသမီးကျောင်းဆရာမတွေဆိုရင် Die Lehrerinnen လို့အတန်ထွက်ပါတယ် Der Lehrer, die Lehrer, die Lehrerin, die Lehrerinnen အင်္ဂလိပ်လိုဆိုရင် teacher ပေါ့နော်ဆရာဆိုတဲ့အဓိပ္ပာယ်ပါအားလုံးကတော့မြန်မာလိုဆိုရင်တော့ဆရာဆရာမကွဲခေါ်တယ်ပေါ့နော် Zum Beispiel Tim ist Laras Lehrer Der Deutschlehrer, die Deutschlehrer, die Deutschlehrerin, die Deutschlehrerinnen အဓိပ္ပာယ်ကတော့ German ဆရာဆရာမဆိုတဲ့အဓိပ္ပာယ်ပါGerman teacher ပေါ့နော် Zum Beispiel Claudia ist meine Deutschlehrerin Claudia ကကျွန်မရဲ့ဂျာမန်စာဆရာမပါလို့ပြောတာပါ Lernen လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ to learn ဆိုတဲ့အဓိပ္ပာယ်ပါမြန်မာလိုဆိုရင်သင်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Zum Beispiel Tim lernt Deutsch haben လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင် to have ဆိုတဲ့အဓိပ္ပာယ်ပါတခုခုရှိတယ်လို့ပြောချင်တာမျိုးမှာဆိုရင်သုံးပါတယ်မြန်မာလိုဆိုရင်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Zum Beispiel Tim und Lara haben Pause Der Vater die Väter လို့အတန်ထွက်ပါတယ်အဲ့တော့Vater ဆိုတာကအဖေကိုပြောတာပေါ့နော်အဲ့တော့ plural အနေနဲ့အများကိန်းအနေနဲ့ဆိုရင်die Väter လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင် father ပေါ့နော်အဖေကိုပြောတာပါ Zum Beispiel das ist Tims Vater ဒါက Tim ရဲ့အဖေပါလို့ပြောတာပါ Die Mutter မာသားပါအင်္ဂလိပ်လိုဆိုရင်မြန်မာလိုဆိုရင်တော့အမေပါ Das ist Laras Mutter Die Eltern လို့အတန်ထွက်ပါတယ် Die Eltern ဆိုတာကတော့အင်္ဂလိပ်လိုဆိုရင် parents ပေါ့နော်မြန်မာလိုမိဘအကိုခေါ်တာပါအဲ့တော့အဖေရောအမေရောနဲ့ဆိုင်ပါတယ်ဒါကplural ပါ Zum Beispiel das sind Tims Eltern Tims Vater und Tims Mutter ဒါကတော့ Tim ရဲ့မိဘတွေပါဆိုပြီးတော့ပြောတာပါ Tim ရဲ့အဖေနဲ့အမေပါဆိုပြီးတော့ Die Großeltern လို့အတန်ထွက်ပါတယ်ဒါကတော့ grandparents ပေါ့နော်အင်္ဂလိပ်လိုဆိုရင်မြန်မာလိုဆိုရင်တော့အဖိုးအဖွားကိုပြောတာပါ
zum Beispiel das sind Laras Großeltern Der Bruder die Bruder လို့အတန်ထွက်ပါတယ် brother ပါအင်္ဂလိပ်လိုအဓိပ္ပာယ်ကမြန်မာလိုဆိုရင်တော့ဒီအကိုတွေညီတွေကိုပြောတာပါ zum Beispiel das ist Tims Bruder ဒါက Tim ရဲ့အကိုပါ Tim ရဲ့ညီပါလို့ဆိုလိုတာပါ das Jahr die Jahre လို့အတန်ထွက်ပါတယ် das Jahr ဆိုတာကတော့ year ပေါ့နော်မြန်မာလိုဆိုရင်နှစ်တစ်နှစ်နှစ်နှစ်ဆိုပြီးတော့သုံးတဲ့နှစ်ပါ zum Beispiel Lara ist 20 Jahre alt Lara ကအသက်20ရှိပြီလို့ပြောတာပါ art လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင် old ပေါ့နော်များသောအားဖြင့်ဒီနှစ်ပေါ့နော်ဘယ်နှစ်အရွယ်ရှိပြီဆိုပြီးတော့ပြောချင်တဲ့အချိန်မှာ Yara art ဆိုပြီးတော့တွဲသုံးလေးရှိပါတယ် zum Beispiel Lara ist 20 Jahre alt Lara ကအသက်20ရှိပြီလို့ပြောတာပါDie Geschwister လို့အတန်ထွက်ပါတယ် Geschwister ဆိုတာကတော့အင်္ဂလိပ်လိုဆိုရင် siblings ကိုပြောတာပါမြန်မာလိုဆိုရင်တော့ညီအကိုမောင်နှမတွေကိုပြောတာပါ zum Beispiel Lara hat Geschwister Lara မှာညီအကိုမောင်နှမတွေရှိတယ်လို့ပြောတာပါLeben လို့အတန်ထွက်ပါတယ် Leben ဆိုတာကအင်္ဂလိပ်လိုဆိုရင် to live နေထိုင်တယ်လို့အဓိပ္ပာယ်ရပါတယ် zum Beispiel Laras Vater lives in Poznan Lara ရဲ့အဖေက Poznan မှာနေပါတယ်လို့ပြောတာပါ in ဆိုတာကတော့ preposition အနေနဲ့သုံးတာပါအဲ့တော့အဲ့ဒီနေရာမှာဆိုပြီးတော့ပြတာပါဒီသင်ခန်းစာမှာတော့အဓိက zum Beispiel Laras Vater lives in Poznan အဲ့တော့ in Poznan လို့ပြောရင် Poznan ဆိုတဲ့ဒီနေရာပေါ့เนาะအဲ့ဒီနေရာမှာနေတယ်လို့ပြောတာပါWie geht's လို့အတန်ထွက်ပါတယ် Wie geht's Wie geht's ဆိုတာကတော့အင်္ဂလိပ်လိုဆိုရင် How are you လို့မေးတာပါနေကောင်းလားဆိုပြီးတော့မေးတာပေါ့နော် Sehr လို့အတန်ထွက်ပါတယ် very ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အလွန်အရန်မြန်မာလိုဆိုရင်zum Beispiel Wie geht's Danke sehr gut နေကောင်းလားလို့မေးတာပေါ့နော် Wie geht's ဆိုကျေးဇူးတင်တယ်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာပါ sehr gut နာယဆိုပြီးတော့ပြောလို့ရှိပါတယ်နာယဆိုတာကကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ well နဲ့တူပါတယ်zum Beispiel Wie geht's Naja es geht နေကောင်းလားလို့မေးကောင်းပါတယ်ဆိုပြီးတော့ပြောတာပေါ့နော် es geht လို့အတန်ထွက်ပါတယ် es geht ဆိုတာက it's all right ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ကောင်းတယ်အဆင်ပြေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် zum Beispiel Wie geht's Naja es geht Wie geht's ဆိုပြီးတော့နေကောင်းလားဆိုပြီးတော့တခြားသူကမေးတဲ့အချိန်မှာ Naja es geht ကောင်းပါတယ်ဆိုပြီးတော့ပြောတာပါဟုတ်ကဲ့ကောင်းပါတယ်နော်nicht so gut အတန်ထွက်ပါတယ်nicht so gut ဆိုတာကတိတ်တော့မကောင်းဘူးဆိုတာမျိုးပါအင်္ဂလိပ်လိုဆိုရင် oh not so well ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ zum Beispiel Wie geht's nicht so gut သူများက Wie geht's ဆိုပြီးနေကောင်းလားဆိုပြီးမေးတယ်ဆိုရင်တိတ်မကောင်းဘူးဆိုရင်nicht so gut လို့ပြောလို့ရပါတယ်Wie geht's es Ihnen လို့အတန်ထွက်ပါတယ် Wie geht's es Ihnen Wie geht's ကအတူသုံးတာပေါ့နော် Wie geht's es Ihnen ဆိုလို့ရှိရင်ဒါကယဉ်ကျေးမှုနဲ့
မှာကိုယ့်ထက်အကြီးတယောက်ကိုအထက်လူကြီးဒါမှမဟုတ်ရင်ကိုဆရာဆရာမပေါ့နော်အဲ့လိုလူမျိုးတွေကိုနှုတ်ဆက်ခြင်းတဲ့အချိန်မှာသုံးတာဖြစ်ပါတယ် Wie geht's as Ihnen ordnen လို့အတန်ထွက်ပါတယ် ordnen ဆိုတာကအင်္ဂလိပ်လိုဆိုရင် to put in order ပေါ့နော်အစီအစဉ်တကျပြန်စီတာပါ zum Beispiel ordnen Sie ordnen Sie ဆိုတာညွှန်ကြားချက်အနေနဲ့ပေါ့နော်ပေးထားတဲ့ဒီစာကြောင်းတွေကိုပြန်စီခိုင်းတာမျိုးဒီစကားလုံးတွေကိုပြန်စီခိုင်းတာမျိုးတွေမှာသုံးလို့ရှိပါတယ်ဆိုးလို့အတန်ထွက်ပါတယ်ဆိုးဆိုတာလည်းအင်္ဂလိပ်လိုဆိုးနဲ့တူတယ်ပေါ့နော်zum Beispiel wie geht's nicht so gut နေကောင်းလားဆိုရင်တိတ်တော့မကောင်းဘူးဆိုတာမျိုးအဲ့တော့တိတ်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မြန်မာလိုဆိုလို့ရှိရင် das Bild die Bilder အဓိပ္ပာယ်ကတော့ picture ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့ရုပ်ပုံတွေကိုခေါ်တာပါ zum Beispiel sehen Sie die Bilder an ဒီပုံကိုကြည့်ပါလို့ပြောတာပါအဲ့တော့ဒီသင်ခန်းစာတွေမှာညွှန်ကြားချက်အနေနဲ့သုံးလို့ရှိပါတယ် schreiben လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ to write ဆိုတဲ့အဓိပ္ပာယ်ပါမြန်မာလိုဆိုရင်တော့ရေးတယ်စာရေးတယ်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel schreiben Sie die Gespräche ဒီစကားပြောကိုရေးပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော် der Anker die Anker die Ankerin die Ankerin အဲ့တော့ der Anker ဆိုတာကမြီးယောက်ျားလေးကိုပြောတာပါ die Ankerin ကတော့မြီးမိန်းကလေးပေါ့နော်အဲ့တော့အင်္ဂလိပ်လိုဆိုရင်တော့ grandchild ကိုပြောတာပါ zum Beispiel Lily is Walters Enkelin Lily က Walter ရဲ့မြီးမိန်းကလေးပါလို့ပြောတာပါ die Tochter လို့အတန်ထွက်ပါတယ်Tochter ဆိုတာကတော့အင်္ဂလိပ်လို daughter ပေါ့နော်သမီးကိုပြောတာပါ zum Beispiel Sophia is Walters Tochter Sophia က Walter ရဲ့သမီးပါလို့ပြောတာပါ der Sohn die Sonne လို့အတန်ထွက်ပါတယ် der Sohn ဆိုတာကတော့ son ပေါ့နော်သားကိုပြောတာပါ zum Beispiel Tobias is Walters Sohn Tobias က Walters ရဲ့သားလို့အဓိပ္ပာယ်ရပါတယ် das Kind die Kinder လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ child ပေါ့နော်ကလေးဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel das sind meine Kinder mein Sohn und meine Tochter ဒါကငါရဲ့ကလေးတွေပါကျမရဲ့ကလေးတွေပါလို့ပြောတာပါသားနဲ့သမီးပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် die Schwester die Schwestern die Schwester ဆိုတာက sister ပေါ့နော်ညီမတွေအမတွေကိုပြောတာပါ zum Beispiel Sophia is meine Schwester Sophia ကကျမရဲ့အမပါညီမပါလို့အဓိပ္ပာယ်ရပါတယ် die Oma die Omas လို့အတန်ထွက်ပါတယ် die Oma ဆိုတာကတော့ grandmother ပေါ့နော်အဖွားကိုပြောတာပါ zum Beispiel Louisa is Lily's Oma Louisa က Lily ရဲ့အဖွားပါလို့ပြောတာပါ die Großmutter လို့အတန်ထွက်ပါတယ် Großmutter ဆိုတာကတော့ grandmother ပေါ့နော်ဒါလည်းအဖွားကိုပြောတာပါပဲ zum Beispiel Louisa is Lily's Großmutter Louisa က Lily ရဲ့အဖွားပါလို့အဓိပ္ပာယ်ရပါတယ် der Opa die Opas လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ grandfather
ပေါ့နော်အဖိုးကိုပြောတာပါ Zum Beispiel Walter ist Lilis Opa Walter က Lily ရဲ့အဖိုးပါလို့အဓိပ္ပာယ်ရပါတယ် Der Großvater die Großvater grandfather ကိုပြောတာပါအဖိုးဆိုတဲ့အဓိပ္ပာယ်ပါ Zum Beispiel Walter ist Lilis Großvater Walter က Lily ရဲ့အဖိုးပါလို့အဓိပ္ပာယ်ရပါတယ် Die Ehefrau die Ehefrauen လို့အတန်ထွက်ပါတယ် Ehefrau ဆိုတာကတော့ wife ပေါ့နော်အမျိုးသမီးဆိုတဲ့အဓိပ္ပာယ်ပါ Zum Beispiel Maria ist meine Ehefrau Maria ကကျွန်တော်ရဲ့အမျိုးသမီးပါလို့ပြောတာပါ Der Ehemann die Ehemänner လို့အတန်ထွက်ပါတယ် Ehemann ဆိုတာကတော့အမျိုးသားကိုပြောတာပါအင်္ဂလိပ်လိုဆိုရင် husband ပေါ့နော် Zum Beispiel Thomas ist mein Ehemann Thomas ကကျမရဲ့အမျိုးသားပါလို့ပြောတာပါ Das Familienfoto die Familienfotos မိသားစုဓာတ်ပုံပေါ့နော် family photo ဆိုတဲ့အဓိပ္ပာယ်ပါ Zum Beispiel zeigen Sie Ihre Familienfotos တင့်ရဲ့မိသားစုဓာတ်ပုံကိုပြပါဆိုပြီးတော့ညွှန်ကြားချက်အနေနဲ့သုံးတဲ့စကားလုံးပါdine လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင် you are ဆိုတဲ့စလုံးနဲ့တူတယ်ပေါ့နော်သင် eat ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ Zum Beispiel wer ist das dein Bruder အဲ့ဒါဘာတူလဲမင်းရဲ့ညီလားမင်းရဲ့အကိုလားဆိုတဲ့အဓိပ္ပာယ်ပါ Vita လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုဆိုရင် additional ပေါ့နော်နောက်ထပ်ဆိုတဲ့အဓိပ္ပာယ်ပါ Spielen Sie weitere Gespräche နောက်ထပ်ဒီစကားပြောတွေကိုပြောကြည့်ဖို့ပေါ့နော်လုပ်ကြည့်ဖို့ပြောထားတာပါညွှန်ကြားချက်အနေနဲ့သုံးတာပါ Das Rätsel die Rätselအဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုဆိုရင် riddle puzzle ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒီစကားဝတ်ပုံစံမျိုးပေါ့နော် game ကစားတာစလုံးတွေကိုဆက်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဒီဟာတွေကိုပြောတာပါ Zum Beispiel wir spielen die Rätsel ဒီ game ကစားကြတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Der Zettel die Zettel လို့အတန်ထွက်ပါတယ် Zettel ဆိုတာကဒီစာရွက်အပိုင်းအစလေးတွေပေါ့နော်ဥပမာ memo မှတ်တဲ့စာရွက်လိုမျိုးကိုပြောတာပါ Zum Beispiel schreiben Sie einen Namen auf einen Zettel ခါကြတော့နာမည်တစ်ခုခုကိုဒီ memo စာရွက်ပေါ့နော် notes မှတ်တဲ့စာရွက်ပေါ်မှာရေးပါလို့အဓိပ္ပာယ်ရပါတယ် wohnen ဆိုတာကအင်္ဂလိပ်လိုဆိုရင် to live ပေါ့နော်နေတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ် Zum Beispiel Tim wohnt jetzt in München Tim ကအခု München မှာနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Zusammenleben ဆိုတာကတော့အတူနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါအင်္ဂလိပ်လိုဆိုရင် to live together ဆိုတဲ့အဓိပ္ပာယ်ရပါတယ် Zum Beispiel Lara's Eltern leben nicht zusammen Lara ရဲ့မိဘတွေကအတူတူမနေကြဘူးဆိုတဲ့အဓိပ္ပာယ်ပါ geschieden sein လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ to be divorced ပေါ့နော်ကွာရှင်းထားတယ်လို့အဓိပ္ပာယ်ရပါတယ် Zum Beispiel Sie sind geschieden သူတို့ကကွာရှင်းထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ die Zahlen လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုnumber ပေါ့နော်နံပါတ်တွေကိုပြောတာပါ Zum Beispiel Zahl 9
1 2 1 2 3ဆိုတဲ့နံပါတ်တွေပါ0လို့အတန်ထွက်ပါတယ်0ဆိုတာကတော့0ပေါ့နော်မြန်မာလိုဆိုရင်3ညကိုပြောတာပါ01လို့အတန်ထွက်ပါတယ်1ဆိုတာကတော့1ပေါ့နော်1ဆိုတဲ့အဓိပ္ပာယ်ပါ1ဇွိုင်းလို့အတန်ထွက်ပါတယ်ဇွိုင်းဆိုတာကတော့2ပေါ့နော်နံပါတ်2ကိုပြောတာဖြစ်ပါတယ်ဇွိုင်းဒရိုင်းလို့အတန်ထွက်ပါတယ်ဒရိုင်းဆိုတာကတော့နံပါတ်3ပေါ့နော်3ကိုပြောတာပါဒရိုင်းfear လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုနံပါတ်4ပေါ့နော်မြန်မာလိုနံပါတ်4ကိုပြောတာပါfont လို့အတန်ထွက်ပါတယ်အဲ့တော့ font ဆိုတာက5ပေါ့နော်မြန်မာလိုနံပါတ်5ပါ sex လို့အတန်ထွက်ပါတယ် sex က6ပေါ့နော်အင်္ဂလိပ်လို6ဆိုတဲ့အဓိပ္ပာယ်ပါမြန်မာလိုနံပါတ်6ပါ sex ဇီးပန်းလို့အတန်ထွက်ပါတယ်အင်္ဂလိပ်လို7ပေါ့နော်မြန်မာလိုနံပါတ်9ပါဇီးပန်း arc လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လို8ပေါ့နော်မြန်မာလိုဆိုရင်နံပါတ်8ကိုပြောတာပါ art နွိုင်းလို့အတန်ထွက်ပါတယ်နွိုင်းဆိုတာကအင်္ဂလိပ်လိုနံပါတ်9ပေါ့နော်မြန်မာလိုနံပါတ်9ပါစိန်လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုနံပါတ်10ပေါ့နော်မြန်မာလိုနံပါတ်10ပါစိန်F လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လိုနံပါတ်11နံပါတ်17ကိုပြောတာပါ suave လို့အတန်ထွက်ပါတယ် suave ဆိုတာကအင်္ဂလိပ်လိုနံပါတ်12ပေါ့နော်နံပါတ်12ကိုပြောတာဖြစ်ပါတယ်ဒရိုင်းစိမ်းလို့အတန်ထွက်ပါတယ်အင်္ဂလိပ်လို13ပေါ့နော်နံပါတ်13ကိုပြောတာပါဒရိုင်းစိမ်းfear လို့အတန်ထွက်ပါတယ် fear ဆိုတာက14ပေါ့နော်နံပါတ်14ကိုပြောတာပါ fear font လို့အတန်ထွက်ပါတယ် font ဆိုတာကမြန်မာလိုဆိုရင်15ပေါ့နော်အင်္ဂလိပ်လို15ကိုပြောတာပါ font zackလို့အတန်ထွက်ပါတယ် zack ဆိုတာကအင်္ဂလိပ်လို16ပေါ့နော်မြန်မာလိုနံပါတ်16ကိုပြောတာပါ zip လို့အတန်ထွက်ပါတယ် zip ဆိုတာကအင်္ဂလိပ်လို17ပေါ့နော်နံပါတ်17ကိုပြောတာပါ zip arc လို့အတန်ထွက်ပါတယ် arc ဆိုတာကအင်္ဂလိပ်လိုဆိုလို့ရှိရင်18ဆိုတာပါနံပါတ်18ပေါ့နော် arc နွိုင်းလို့အတန်ထွက်ပါတယ်နွိုင်းဆိုတာကမြန်မာလိုဆိုရင်19ပေါ့နော်19ကိုပြောတာပါနွိုင်းဇွမ်းစစ်လို့အတန်ထွက်ပါတယ်ဇွမ်းစစ်ဆိုတာက20ပေါ့နော်20နံပါတ်20ကိုပြောတာဖြစ်ပါတယ်ဇွမ်းစစ်ဒီနျူမာရန်နံပါတ်ကိုပြောတာပါနံပါတ်ပေါ့နော်ဗမာလိုဆိုရင် zum Beispiel Nummer 0 1 2 die Telefonnummer အင်္ဂလိပ်လိုနံပါတ်ကိုပြောတာပါနံပါတ်ပေါ့နော် telephone နံပါတ်ပါ zum Beispiel welcher Telefonnummer hören Sie ဘယ် telephone နံပါတ်တွေကိုကြားလိုက်လဲဆိုပြီးတော့မေးထားတာပါ
vo လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လို where ပေါ့နော်မေခွန်းစလုံးမှာဘယ်မှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်zum Beispiel wo sind sie geboren ဘယ်မှာမွေးတာလဲပေါ့နော်တင့်ကိုဘယ်မှာမွေးတာလဲဆိုတဲ့မွေးရက်မွေးတဲ့နေရာကိုမေးတာပါgeboren လို့အတန်ထွက်ပါတယ် geboren ဆိုတာကမွေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အင်္ဂလိပ်လိုဆိုရင် born ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel wo sind sie geboren တင့်ရဲ့မွေးရက်ကဘယ်မှာလဲမွေးတဲ့နေရာကဘယ်မှာမွေးတာလဲလို့မေးတာပါliegen လို့အတန်ထွက်ပါတယ် liegen ဆိုတာကအင်္ဂလိပ်လိုဆိုရင် to be located ပေါ့နော်အဲ့တော့ဒီနေရာကိုပြောတာပါဘယ်နေရာမှာရှိတယ်ဆိုတဲ့ဒီနေရာကိုပြောချင်တဲ့အချိန်မှာသုံးပါတယ် in Yangon das liegt in Myanmar ရန်ကုန်မှာအဲ့ဒါကမြန်မာပြည်မှာရှိတယ်ဆိုပြီးပြောတာပါဥမာတစ်ခုအကြောင်းအရာနဲ့နေရာတစ်ခုအကြောင်းပြောတယ်ပေါ့နော်အဲ့တော့ရန်ကုန်ဆိုတဲ့နေရာတစ်ခုအကြောင်းပြောပြီးတော့ရန်ကုန်ဆိုတာမသိတဲ့သူအတွက်ရန်ကုန်ဆိုတာကမြန်မာနိုင်ငံမှာဆိုတာမျိုးရန်ကုန်ရဲ့ဒီနေရာကိုပြောတာပါ verheiratet ဆိုတာကအင်္ဂလိပ်လိုဆိုရင် marriage ဆိုတဲ့အဓိပ္ပာယ်မြန်မာလိုဆိုရင်လက်ထပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel sind sie verheiratet ဒီကလက်ထပ်ထားတာလားဆိုပြီးတော့မေးတာပါ der Geburtsort die Geburtsorte Geburtsort ဆိုတာကမွေးရက်မြေကိုပြောတာပါမွေးတဲ့နေရာပေါ့နော်အင်္ဂလိပ်လိုဆိုရင် place of birth ကိုပြောတာပါ zum Beispiel füllen Sie Ihren Geburtsort aus ဖောင်နေမှာဖြည့်တဲ့အချိန်မှာတင့်ရဲ့မွေးရက်ကိုဖြည့်ပါဘယ်နားမှာမွေးလဲဘယ်ဒေသမှာမွေးလဲဆိုပြီးတော့နာမည်မွေးရက်မြေရဲ့နာမည်ကိုဖြည့်ခိုင်းတာပါder Wohnort die Wohnorte လို့အတန်ထွက်ပါတယ် Wohnort ဆိုတာက place of residence ပေါ့နော်နေတဲ့နေရာပေါ့နော်အဲ့တော့ဘယ်မှာနေလဲဆိုတာမျိုးကိုပြောချင်တဲ့အချိန်မှာသုံးပါတယ် zum Beispiel füllen Sie Ihren Wohnort aus တင့်ရဲ့နေရက်လိပ်စာကိုဖြည့်ပါဆိုပြီးတော့ပြောတာပါder Familienstand လို့သုံးပါတယ်အဲ့တော့ Familienstand ဆိုတာက marital status ကိုပြောတာပါ zum Beispiel was ist Ihr Familienstand အဲ့တော့တင့်ရဲ့ marital status ပေါ့နော်ကပါလဲလို့မေးတဲ့ချိန်မှာကိုကအိမ်အောင်ရှိတယ်ဆိုရင်ရှိတယ်အိမ်အောင်မရှိဘူး single ဆိုရင်လည်း single အဲ့လိုပြန်ဖြေရမှာဖြစ်ပါတယ်ladies လို့အတန်ထွက်ပါတယ် ladies ဆိုတာကတော့ single ကိုပြောတာပါအဲ့တော့ခုနတုန်းက Familienstand ကိုမေးတယ်ဆိုရင်ကိုကအိမ်အောင်မရှိဘူးဆိုရင် zum Beispiel ich bin ladies ကျမက single ပါလို့ပြောတာပါ ich bin ladies favorite လို့အတန်ထွက်ပါတယ်အဲ့တော့ favorite ဆိုတာကအင်္ဂလိပ်လိုဆိုရင် widow ပေါ့နော်မြန်မာလိုဆိုရင်မုတ်ဆိုးဘူးမုတ်ဆိုးမှာပေါ့နော်အိမ်အောင်ဘက်တည်သွားပဲဆုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel ich bin verwitwet das Alter die Alter လို့အတန်ထွက်ပါတယ် Alter ဆိုတာကအသက်အရွယ်ကိုပြောတာပါ zum Beispiel mein Alter ist 39 Jahre ကျမရဲ့အသက်က39နှစ်ပါလို့ပြောတာပါ Deutsch Sprachkit လို့အတန်ထွက်ပါတယ် Deutsch Sprachkit ဆိုတာက German speaking ဆိုတဲ့ဂျာမန်စကားပြောတဲ့ပေါ့နော် adjective အနေနဲ့သုံးတာပါ Die Deutschsprachige Länder sind Deutschland
Österreich und die Schweiz အဲ့တော့ဂျာမန်စကားပြောတဲ့နိုင်ငံတွေကဂျာမနီဩစတြီးယားနဲ့ဆွစ်ဇာလန်ပါဆိုတဲ့အဓိပ္ပာယ်ပါ Der Norden ဆိုတာကတော့အင်္ဂလိပ်လိုဆိုရင် north ပေါ့နော်မြန်မာလိုမြောက်ဘက်ဆိုတဲ့အဓိပ္ပာယ်ပါzum Beispiel Deutschland liegt im Norden von Europa အဲ့တော့ Deutschland ပေါ့နော်ဂျာမနီကဒီဥရောပရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ Der Osten ဆိုတာကတော့ east အရှေ့ဘက်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel die Sonne geht im Osten auf အဲ့တော့နေကအရှေ့ဘက်ကထွက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ Der Süden ဆိုတာကတော့ south တောင်ဘက်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel Im Süden ist es oft warmer အဲ့တော့အဓိပ္ပာယ်ကတော့ဒီတောင်ဘက်ပိုင်းမှာဆိုရင်တခါတလေနွေးတယ်ဆိုတဲ့အဓိပ္ပာယ်ပို့ပြီးတော့နွေးတယ်ပေါ့နော် Der Westen ဆိုတာကတော့ west ပေါ့နော်အနောက်ဘက်ဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel die Sonne geht im Westen unter နေကအနောက်ဘက်ကိုဝင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ Die Landkarten အဓိပ္ပာယ်ကတော့ Landkarte ဆိုတာကတော့ map မြေပုံဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel suchen Sie die Städte auf der Landkarte မြို့တွေကိုမြေပုံပေါ်မှာရှာပါလို့ပြောတာပါ Die Hauptstädte လို့အတန်ထွက်ပါတယ် Hauptstadt ဆိုတာကတော့မြို့တော်ပေါ့နော်အင်္ဂလိပ်လို capital city လို့ခေါ်တဲ့မြို့တော်ပေါ့နော် zum Beispiel Berlin ist die Hauptstadt von Deutschland ဘာလင်းကဂျာမနီရဲ့မြို့တော်ပါလို့ပြောတာပါ Süddeutschland လို့အတန်ထွက်ပါတယ် Süddeutschland ဆိုတာက Southern Germany ပေါ့နော်တောင်ပိုင်းဂျာမနီဆိုတဲ့အဓိပ္ပာယ်ပါ zum Beispiel München liegt in Süddeutschland München မြို့ကဂျာမနီရဲ့တောင်ဘက်ပိုင်းမှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါတောင်ပိုင်းဂျာမနီပေါ့နော် Norddeutschland ဆိုတာကတော့ Northern Germany ပေါ့နော်ဂျာမနီမြောက်ပိုင်းလို့ပြောချင်တာပါ zum Beispiel Kiel liegt in Norddeutschland Kennen လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုဆိုရင် to know ပေါ့နော်သိတယ်လို့အဓိပ္ပာယ်ရပါတယ် zum Beispiel Du kannst uns noch nicht မင်းကငါတို့ကိုမသိသေးဘူးဆိုတဲ့အဓိပ္ပာယ်ပါ ons လို့အတန်ထွက်ပါတယ် ons ဆိုတာကအင်္ဂလိပ်လိုဆိုရင်တော့ us ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ငါတို့ကျွန်တော်တို့ကျမတို့ကျွန်ုပ်တို့ပေါ့နော်အဲ့လိုအဓိပ္ပာယ်ပါ zum Beispiel Du kannst uns noch nicht မင်းကကျွန်တော်တို့ကိုမသိသေးဘူးလို့ပြောချင်တာပါ kind လို့အတန်ထွက်ပါတယ် kind ဆိုတာကတော့အင်္ဂလိပ်လို no လို့ပြောတာပါzum Beispiel kein Problem ပြဿနာမရှိဘူးလို့ပြောတာပါ kein Problem das Problem die Probleme လို့အတန်ထွက်ပါတယ်das Problem ဆိုတာကအင်္ဂလိပ်လိုဆိုရင်လည်း problem ပေါ့နော်ပြဿနာမြန်မာလိုကတော့zum Beispiel kein Problem ပြဿနာမရှိဘူးလို့ဂျာမန်လိုပြောတာပါ also လို့အတန်ထွက်ပါတယ် also ဆိုတာက well ဆိုပြီးတော့ကောင်းတယ်ကောင်းပြီကောင်းတာပဲဆိုတဲ့အဓိပ္ပာယ်မျိုးပါ zum Beispiel also das sind wir ကောင်းတာပဲငါတို့
ဆိုပြီးတော့ပြောတဲ့ပုံစံမျိုးပေါ့နော် here လို့အတန်ထွက်ပါတယ် here ဆိုတာကအင်္ဂလိပ်လို here နဲ့အတူတူပဲပေါ့နော်နေရာတစ်ခုကိုညွှန်းပြီးတော့ဒီနေရာဆိုပြီးတော့သုံးတာပါZum Beispiel ich bin in Mandalay geboren und lebe aus hier အဲ့တော့ကျွန်မကမန္တလေးမှာမွေးပြီးတော့ဒီမှာပဲမန္တလေးမှာပဲနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအာဘာလို့အတန်ထွက်ပါတယ်အာဘာဆိုတဲ့အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုဆိုရင် but မြန်မာလိုဆိုရင်ဒါပေမဲ့သို့တော်ဆိုတဲ့ပုံစံမျိုးနဲ့တူပါတယ် Zum Beispiel ich komme aus Myanmar aber ich lebe in Deutschland ကျွန်မကမြန်မာနိုင်ငံကပါပေါ့နော်ဒါပေမဲ့ဂျာမနီမှာနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါDie Polizei လို့အတန်ထွက်ပါတယ်အင်္ဂလိပ်လို police ပေါ့နော်ရဲကိုပြောတာပါမြန်မာလိုဆိုရင် Zum Beispiel ich bin bei der Polizei အဲ့တော့ကျွန်မကရဲစခန်းမှာရောက်နေပါတယ်ဆိုပြီးတော့ပြောတာပါLanger လို့အတန်ထွက်ပါတယ် Langer ကအင်္ဂလိပ်လိုဆိုရင် long ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်ကြာပြီးပေါ့နော်ကြာတော့ဆိုတဲ့အဓိပ္ပာယ်ပါ Zum Beispiel ich komme aus Myanmar aber ich lebe schon sehr lange hier in Deutschland ဒီအဓိပ္ပာယ်ကတော့ကျွန်တော်ကမြန်မာနိုင်ငံကပါဒါပေမဲ့ဂျာမနီမှာနေတာအရင်ကြာပါပြီဆိုပြီးတော့ပြောတာပါ Die Fremdsprachen လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုဆိုရင် foreign language ပေါ့နော်မြန်မာလိုဆိုရင်တော့နိုင်ငံခြားဘာသာစကားတစ်ခုခုကိုညွှန်းပြီးတော့ပြောတာပါ Zum Beispiel Fremdsprachen sind Sprachen aus anderen Ländern အဲ့တော့ Fremdsprachen နိုင်ငံခြားဘာသာစကားတွေဆိုတာကတခြားတိုင်းပြည်တွေကဘာသာစကားတွေကိုပြောတာပါဆိုပြီးတော့ဥပမာအနေနဲ့ပြောပြထားတာပါ Der Ärzte လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ doctor ပေါ့နော်ဆေးကုတဲ့ဆရာဝန်ကိုပြောတာပါ Zum Beispiel ich bin Arzt လို့ပြောမယ်ဆိုရင်ကျွန်မကဆရာဝန်ပါလို့ပြောတာပါ Suicide လို့အတန်ထွက်ပါတယ် Suicide ဆိုတာကဒီအတော်အတွင်းဆိုတဲ့အခုလက်ရှိအခြေအနေတစ်ခုကိုညွှန်းပြီးတော့ပြောတာပါအင်္ဂလိပ်လိုဆိုရင် at the moment ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ် Zum Beispiel Suicide lebe ist in Deutschland လက်ရှိမှာတော့ကျွန်မကဂျာမနီမှာနေပါတယ်လို့ပြောတာပါDas Mädchen die Mädchen လို့အတန်ထွက်ပါတယ်အဓိပ္ပာယ်ကတော့ဒီမိန်းကလေးပေါ့နော် girl လို့ပြောတယ်အင်္ဂလိပ်လိုနဲ့တူပါတယ် Die Mädchen lernen Deutsch ဒီမိန်းကလေးတွေကပေါ့နော်ဂျာမန်စာသင်နေတယ်လို့ပြောတာပါ Das Opermännchen အခါကျတော့ Das Opermännchen ဆိုတဲ့အဓိပ္ပာယ်ကဒီ opera ကိုပြောတာပေါ့နော်အဲ့တော့မြန်မာလိုပြောရင်ဗာနဲ့အနည်းဆုံးတူလဲဆိုတော့အိမ်အကူပေါ့နော်အိမ်အကူလိုပုံစံမျိုးဒါပေမဲ့လုံးအိမ်အကူလို့လည်းမဟုတ်ဘူးဂျာမနီမှာဒီ cultural exchange program အနေနဲ့ကလေးချိန်ဖို့အိမ်အလုံးနဲ့ပပကူလုပ်ပေးဖို့အတွက်သူကတစ်နှစ်လောက်ပေါ့နော်ဂျာမန်မှာကလေးရှိနေတဲ့မိသားစုတွေက sponsor ပေးပြီးတော့ခေါ်ထားတဲ့သူကိုပြောတာပေါ့နော်Zum Beispiel ich bin Opermädchen ကျွန်တော်ကမဟုတ်ဘူးပေါ့နော်ဒီမှာတော့ကျွန်မကOpermädchen ဖြစ်ပါတယ်ဆိုပြီးပြောထားတာပေါ့နော်ဒါသူ့ရဲ့လက်ရှိဒီအလုပ်လုပ်နေတယ်ဆိုတဲ့သဘောပေါ့ V လို့အတန်ထွက်ပါတယ်အဲ့တော့ V ဆိုတာကဒီနေရာမှာအင်္ဂလိပ်လို like
တကယ်သူဆိုပြီးတော့တခုခုနဲ့နှိုင်းယှဉ်ပြီးတော့ပြောတဲ့ချိန်မှာသုံးပါတယ် Zum Beispiel machen Sie 2 Aufgaben wie in B ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီ B မှာတခုခုနံပါတ် B မှာတခုခုလောက်ခိုင်းထားတယ်ပေါ့နော်အဲ့ဒီလိုပဲအဲ့ဒီ B မှာလောက်တလို့ပဲဒီမှာထပ်ပြီးတော့ဒီနှစ်ခုကိုလေ့ကျင့်ခန်းလုပ်ပေးပါလို့ပြောတဲ့ instruction ပါ Vielen Dank fürs Zuhören. Bis zum nächsten Mal. Tschüss.